ဇလန်းအစမှာတော့တိုကျိုမြို့လေးထဲကအာနယ်ပြည်ကန်ဆယ်တတ်တဲ့ကောင်လေးနိုဘီတာနဲ့စတင်ပါတယ်။နိုဘီတာကစာမတော်ဘူးပြီးတော့အားကစားလည်းမတော်ပါဘူး။ကျောင်းမှာလည်းဂျိုင်းယန်နဲ့ဆူနီယိုဆိုတဲ့နှစ်ယောက်ကနိုဘီတာကိုနေ့တိုင်းလိုအနိုင်ကျင့်ကြပါတယ်။ဒါပေမဲ့တနေ့မှနိုဘီတာရဲ့ဘဝကိုပြောင်းလဲသွားစေမယ့်အဖြစ်အပျက်တစ်ခုဖြစ်လာပါတယ်။တညမှာတော့နိုဘီတာပုံမှန်အိပ်ပျော်နေတဲ့အချိန်မှာသူ့ရဲ့စပွဲအံဆွဲတဲ့ကနေလူနှစ်ယောက်ထွက်လာပါတယ်။တယောက်ကတော့နိုဘီတာရဲ့အနာဂတ်ကမြေဆယ်ဝါရှိဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့အပြောင်အဆက်အကြောင်လေးဒိုရေမွန်ပါသူတို့ရောက်လာတဲ့ရွယ်ချက်ကတော့နိုဘီတာရဲ့အနာဂတ်ကိုပြည့်ပြင်ပေးဖို့ပါနိုဘီတာရဲ့အနာဂတ်ကတော့တော်တော်ဆိုးဆိုးရွားရွားပါပဲအနာဂတ်ကမြေဖြစ်သူဆယ်ဝါရှိရဲ့အေဗန်ထဲမှာတော့နိုဘီတာကရွယ်ရောက်လာပြီးရင်ဂျိုင်းယန်ရဲ့ညမဂျိုင်းကိုလက်ထပ်ရမယ်ကိုပိုင်စီးပွားရေးလုပ်ငန်းကလည်းပြည့်စည်ပြီးအကျွေးတင်မယ်နောက်ဆုံးမှာမျိုးဆက်တစ်ခုလုံးဆင်းရဲနေပါတယ်ဒီလိုဆိုးရွားတဲ့အနာဂတ်ကိုပြည့်ပြင်ဖို့အတွက်ဒွေမွန်ကိုအတိတ်စီပို့လိုက်တာပဲဖြစ်ပါတယ်ဒွေမွန်ရဲ့တောင်းကတော့နိုဘီတာကိုပျော်ရွှင်အောင်ထားပြီးသူ့ရဲ့ကံကြမ္မာကိုပြောင်းလဲပေးရမှာပါဒါပေမဲ့ဒွေမွန်ကနိုဘီတာကိုကြည့်ပြီးဒီလောက်ပြင်းပြီးအရေးချင်းမရှိတဲ့ကောင်လေးကိုဘယ်လိုကူမလဲလို့တွေးပြီးအစပိုင်းမှာညှင်းဆန်နေပါတယ်။ဒါပေမဲ့ဆယ်ဝါရှိကဒွေမွန်ရဲ့နှာခေါင်းမှာပြက်ကွက်ရဲ့အနာဂတ်ကိုပြန်လို့မရဘူးဆိုတဲ့ program တစ်ခုထည့်သွင်းပေးလိုက်ပါတယ်။နောက်နေ့မှာနိုဘီတာကျောင်းသားတော့ထုံးစံအတိုင်းဂျိုင်းယန်နဲ့ဆူနီကအနိုင်ကျင့်ပါတယ်။နိုဘီတာကအိမ်ပြန်လာပြီးငိုတဲ့အချိန်မှာဒွေမွန်ကအနာဂတ်ကပစ္စည်းပေးလိုက်ပါတယ်။စပိုင်းမှာနိုဘီတာကပစ္စည်းရလို့ပြောနေပါတယ်။ဒါပေမဲ့သူကပစ္စည်းကိုကောင်းတဲ့နေရာမှာမသုံးဘဲနဲ့မကောင်းတဲ့နေရာမှာသုံးနေပါတယ်။အနိုင်ယူဖို့ကြွားဖို့လွယ်လွယ်အောင်မြင်ဖို့ပဲသုံးနေပါတယ်။ဒါကြောင့်နောက်ဆုံးမှာပြဿနာတွေကပိုကြီးလာပါတယ်။နိုဘီတာမှာအရန်သဘောကျတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။သူ့နာမည်ကတော့ရှီဇူကာပါ။ရှီဇူကာကကျင်နာတယ်၊စာတော်တယ်။နိုဘီတာကိုအမြဲတမ်းလဲဆက်ပူပေးပါတယ်။ဒွေမွန်ရဲ့အဓိကတာဝန်ကတော့နိုဘီတာရဲ့ကံကြမ္မာကိုပြောင်းလဲပေးဖို့ပါ။အထူးသဖြင့်ရှီဇူကာနဲ့လက်ထပ်ဖို့ဆိုတာအရေးကြီးဆုံးပါပဲ။အဲအကြောင်းဒွေမွန်ကသူ့ရဲ့အနာဂတ်ပစ္စည်းတွေကိုသုံးပြီးနိုဘီတာကိုကူညီပေးနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဇလန်ကမြင်မြန်ဆန်ဆန်မဖြစ်ပါဘူးပထမဆုံးကိရိယာကတော့ imprising air လို့ခေါ်တဲ့ဘဲဥပုံစံကိရိယာလေးပါဒီဥရဲ့သဘောတရားကဘဲကလေးတွေဥကနေပေါက်ပြီးပထမဆုံးမြင်တဲ့သူကိုအမေလို့သတ်မှတ်တယ်လို့မျိုးပါအဲ့ဒီဥတွေကိုလူတရားဝင်သွားပြီး15မိနစ်လောက်နေရင်အဲ့ဒီဥကနေထွက်လာတဲ့သူကပထမဆုံးတွေ့တဲ့လူကိုအသေးအတန်ချင်းမိသွားမှာပဲဖြစ်ပါတယ်အဲ့ဒီအခါမှာနိုဘီတာအရန်ပြုတ်သွားပါတယ်ရှီဇူကာကဥရဲ့မဝင်ခင်မှာပဲနိုဘီတာကိုအနိုင်ကျင့်နေကြဂျိုင်းယန်ကဒါပါလဲဆိုပြီးမှဥရဲ့ကိုအရင်ဝင်သွားပါတယ်15မိနစ်လောက်ကြာတော့ဂျိုင်းယန်ကဥရဲ့ကနေထွက်လာပါတယ်ပထမဆုံးမြင်သွားတဲ့သူကတော့ဆူနီယိုပဲဖြစ်ပါတယ်။ဂျန်ကဆူနီယိုပြေးဖက်လိုက်တဲ့အချိန်မှာပဲဆူနီယိုကထိတ်လိုက်ပြီးထွက်ပြေးသွားပါတယ်။အဲ့ဒါပြီးတော့နိုဘီတာကဘယ်နေရာမဆိုသွားလို့ရတဲ့အပေါက်လေးကိုရှီဇူကာရဲ့အိမ်ရှိမှာချထားလိုက်ပါတယ်။အဲ့ဒီလိုနဲ့ရှီဇူကာကဥရဲ့ကိုကျသွားပါတယ်။ပြီးတော့ရှီဇူကာအိမ်မှာဒီကီဆူကီကပစ္စည်းကြံခဲ့လို့တွားယူတဲ့အချိန်မှာပဲဒီကီဆူကီကဥရဲ့အရှိကိုပြုတ်ကျသွားပါတော့တယ်။အဲ့ဒီလိုနဲ့ဥအားပွင့်လာပြီးရှီဇူကာကဒီကီဆူကီကိုချစ်မိသွားပါတော့တယ်။အဲ့ဒါကိုတွေ့ပြီးနိုဘီတာအရန်ကိုစိတ်ထိခိုက်သွားပါတယ်။နိုဘီတာကပစ္စည်းရဲ့အလွန်အကျွံသုံးလုံးလို့ပဲရှီဇူကာကဒီကီဆူကီနဲ့ပို့ပြီးရင်းနှီးလာပါတယ်။ရှီဇူကာကနိုဘီတာလုံနေရတယ်ကိုတိသွားပြီးစိတ်မကောင်းဖြစ်သွားပါတယ်။နိုဘီတာကလည်းသူ့ကိုယ်သူမယုံကြည်နိုင်လို့ရှီဇူကာကိုမောင်းအောင်လုပ်ဖို့ကြိုးစားပါတော့တယ်။ဘာကြောင့်လဲဆိုတော့သူ့လိုလိုနဲ့ရှီဇူကာမပြောနိုင်ဘူးလို့နိုဘီတာကထင်နေလို့ပါ။ရှီဇူကာကိုအရင်လိုရင်းရင်းနှီးနှီးမဆက်ဆံတော့ပါဘူး။ခက်ခွာနေလာပါတယ်။အဲ့ဒါပြီးရဲ့အခါမှာနိုဘီတာကငါ့ကိုမုန်းပါဆိုရဲဆေးတစ်မျိုးတောက်ပြီးတော့ရှီဇူကာသူ့ကိုမုန်းအောင်ကြိုးစားပါတယ်ဒါပေမဲ့ရှီဇူကာကဆေးရဲ့အာနီးတင်ကြောင့်အနံ့ဇွဲတွေကိုတီးခံပြီးနိုဘီတာကိုကယ်တင်ခဲ့ပါတယ်အဲ့ဒီအဖြစ်အပျက်ကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုပုံမခိုင်မြဲစေခဲ့ပါတယ်ဒွေမွန်ကနိုဘီတာရဲ့အနာဂတ်ကိုသွားကြည့်စေပါတယ်အနာဂတ်ကိုရောက်သွားတဲ့အခါမှာရှီဇူကာကနှင်းနောက်မှာပျောက်သွားပြီးအသက်အန္တရာယ်ဖြစ်နေပါတယ်နိုဘီတာကကြောက်နေပါတယ်ဒီတစ်ခါမှာဒွေမွန်ကိုအားကိုးဖို့မစင်စားတော့ပဲသူကိုယ်တိုင်ရှီဇူကာကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နှင်းတောင်ကြီးထဲမှာအရန်အေးနေတဲ့ကြားကနိုဘီတာကရှီဇူကာကိုရှာနေပါတယ်။နောက်ဆုံးမှာတော့ရှီဇူကာကိုတွေ့သွားပါတယ်။ဒီလိုနဲ့ကယ်တင်လိုက်ပြီးအားလုံးဘေးကင်းသွားပါတယ်။ဒီအဖြစ်အပျက်ကရှီဇူကာရဲ့စိတ်ကိုပြောင်းလဲစေခဲ့ပြီးနိုဘီတာကိုလက်ထပ်ဖို့သဘောတူစေခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်တွေပြီးသွားတဲ့အခါမှာနိုဘီတာရဲ့အနာဂတ်ကပိုပြီးတော့ကောင်းလာပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုကြောင့်ပဲဒွေမွန်ရဲ့ program အရာသူ့အနာဂတ်ကိုပြန်သွားရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့နိုဘီတာကဒွေမွန်ကိုမသွားစေချင်ပါဘူး။ဒွေမွန်ကမဖြစ်မနေသွားမယ်ဆိုတော့နိုဘီတာသိသွားတဲ့အခါမှာတော့နိုဘီတာကဒွေမွန်သူ့ကိုစိတ်ချစေချင်ပါတယ်။အဲဒါကြောင့်မို့လို့နိုဘီတာကဒွေမွန်မပါပဲသူရက်တည်နေတယ်ဆိုတာကိုပြသဖို့ဂျန်ယန်ကိုတိုက်ခိုက်ဖို့စိန်ခေါ်လိုက်ပါတယ်။နိုဘီတာကအချင်းချင်းရိုက်နှက်ခံနေရပေမဲ့လုံးဝလက်မလျှော့ပါဘူး။နောက်ဆုံးမှာတော့ဂျန်ယန်ကလက်လျှော့သွားပြီးတော့ထွက်ပြေးသွားပါတော့တယ်။အဲ့ဒီအဖြစ်အပျက်တွေကိုဒွေမွန်ကမြင်သွားပြီးတော့နိုဘီတာကိုစိတ်ချသွားပါတော့တယ်။အဲ့လိုနဲ့ဒွေမွန်ကနိုဘီတာကိုနောက်ဆက်ထွက်ခွာသွားခဲ့ပါပြီ။လအနေငယ်ကြာပြီးတဲ့အခါမှာဧပြီဖူးနေ့မှာဆူနီယိုနဲ့ဂျိုင်းကနိုဘီတာကိုဒွေမွန်ပြန်လာပြီလို့လိန်ပြောပါတယ်။အဲ့ဒီအခါမှာနိုဘီတာကဒွေမွန်တကယ်ပြန်လာတယ်ထင်ပြီးတော့ဒွေမွန်အတွက်မုံသွားဝယ်ဖို့လုပ်နေတဲ့အချိန်မှာပဲသူတို့လိန်နေရဆိုတာကိုသိသွားပါတယ်။နိုဘီတာကဒေါ်လာထွက်ပြီးအရန်ဝမ်းနည်းသွားပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာဒွေမွန်မထွက်ခွာခင်ကထားခဲ့တဲ့တစ်တာတစ်လုံးကိုတွေ့ရှိပါတယ်။အဲ့ဒီတစ်တာထဲမှာတော့လိန်ညာတဲ့စကားကိုအမှန်ဖြစ်စေရဲ့စေးရှိပါတယ်။
အဲ့ဆေးကိုနိုဘီတာကတောက်လိုက်ပြီးဒိုရမွန်ဘယ်မှပြန်လာမှာမဟုတ်ဘူးဆိုပြီးတော့စိတ်ဆိုးပြီးអော်လိုက်ပါတယ်ဒါပေမဲ့အဲ့ဆေးရဲ့အာနိသင်ကြောင့်သူ့ရဲ့စကားအမှန်ဖြစ်သွားပါတယ်အဲ့လိုနဲ့ပဲနိုဘီတာရဲ့ဇပွဲအန်ဆွဲတွေကနေဒိုရမွန်ခွန်ထွက်လာပါတော့တယ်သူတို့နှစ်ယောက်ဟာဖက်ပြီးပျော်ရွှင်စွာငိုကြွေးနေကြရင်းနဲ့ပဲဇက်လန်လေးလည်းပြီးဆုံးသွားပါတော့တယ်ဒါကြောင့်ဒီဇက်လန်လေးရဲ့တင်ငန်းစာကဘာလဲဆိုတော့ခွဲခွာခြင်းဟာအဆုံးသတ်မဟုတ်ပါဘူးပြန်လည်ဆုံစည်းခြင်းရဲ့အစပဲရှိပါသေးရဲ့ဆိုတာပါဒီဇက်လန်လေးကတော့ကလေးကာတွန်းတစ်ပုဒ်ထက်ကိုပိုပါတယ်ဒါဟာတငယ်ချင်းတန်ရောစဉ်ကြီးပြင်းလာမှုခွဲခွာခြင်းနဲ့မိမိကိုယ်ကိုယုံကြည်မှုရှိရမယ်ဆိုတဲ့အကြောင်းပြပြထားတဲ့ဇာတ်ကားလေးတစ်ကားပါအဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ